ဒါကတော့ဆိုင်းဟိုဒီရဲ့ဘက်မှာအမေများနေတယ်ဗီယက်နမ်ကကက်က village ကိုရောက်လို့ရှိရင်ဒီလိုဝတ်စုံလေးတွေကိုဘယ်လိုမျိုးငားရမလဲဆိုတာရယ်ပြီးတော့ဒီဝတ်စုံငားတာရယ် makeup နဲ့ photographer အပီးစီ package စင်းလုံးလေးဘယ်လောက်ကျခဲ့လဲဆိုတာကို share လုပ်ပေးမယ် vlog လေးမို့လို့ဗီယက်နမ်တော့စဉ်းစားထားရဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ကြပါအောင်နော်အရင်ဆုံးကက်က village ကိုသွားဖို့အတွက်ဒီဆိုင်းတို့ယူရတဲ့ package ကနေပဲသူတို့ကလာချိုးပေးရပေါ့နော်ဒီဆိုင်လေးကကျတော့လေကက်က village ထဲမှာရှိတာမဟုတ်ပဲနဲ့9မိနစ်လောက်လမ်းနဲ့ဒီတောင်ပေါ်လေးမှာပဲဖွင့်ထားတာပေါ့နော်ဒီဆိုင်လေးကကျတော့ Peace House ဆိုတဲ့ဆိုင်လေးပါဆိုင်ကတော့ online ကနေပြီးတော့ပဲတရက်ကြိုပြီးတော့ booking ယူထားလိုက်တယ်အရင်ဆုံးရောက်တာနဲ့ဒီလိုမျိုးကိုကြိုက်တဲ့ဝတ်စုံလေးလည်းရွေးထားလို့ရတယ်သူစီမှာကျတော့ရွေးစရာဝတ်စုံလေးလည်းအများကြီးရှိတယ်ပြီးတော့လေ makeup concept ပဲမှာပြင်ပြီးတော့ဒီလိုမျိုး accessory လေးတွေလည်းတခြားလေးထည့်ပေးသေးတယ်ဒါကတော့ဆိုင်တို့တစ်ခွက်လုံးဒီ package လေးနဲ့ပဲပြင်ထားတာပေါ့နော်အခုကတော့ Kaka Village တွေကိုတောက်ဖို့အတွက်ဆိုလို့ရှိရင်ဒီလိုမျိုးဝင်ကြီးရတော့ကိုယ်တိုင်ဝယ်ရတယ်ပေါ့နော်ဒီ package ထဲမှာတော့မပါအောင်သူကလေဒီကားလေးနဲ့တောက်ရုံနဲ့မရောက်သေးဘူးဟိုးတောက်အောက်ထိလည်းဆင်းရသေးတယ်အမှဆိုင်ကတော့လေတဲ့ပုံမရတဲ့ခင်အောင်ဒီဝတ်စုံလေးနဲ့ပဲဖေးဖေးဖြစ်နေရအောင်ပဲကြည့်ကဲဒါကတော့တောက်အောက်ကဒီ Kaka Village ဆိုတဲ့ရွာလေးကိုရောက်ပြီပေါ့နော်ဒီမှာတော့ဓပုံလက်လာလေးဆက်ရိုက်ဖို့အတွက် mission လေးစပါမယ်။ဆိုင်းတို့က9ယောက်ဆိုတော့သူက2ယောက်ကို photographer 1ယောက်နဲ့နောက်ထပ်3ယောက်ကိုကျတော့ photographer 1ယောက်ပေးထားရပေါ့နော်။ဆိုင်းတို့လိုမျိုးလေးဓပုံရိုက်လို့ရှိရင် post မပေးတတ်လို့ရှိရင်လည်းစိတ်မပူရအောင်ဓပုံစရာပဲစလဲဆုံးအကုန်လုံး post ပေးနေတွေကတေချာလေးကိုတင်ပေးရ။အဲ့မှာဓပုံစရာကတော့၄တောက်လျှောက်မနာတဲ့အောင်တနေရာပြီးတနေရာခေါ်သွားပြီးတော့ရိုက်ပေးရတော်တော်လေးလည်းစိတ်ရှိတယ်။ဒါကတော့ photographer တင်ပေးရဲ့ post တွေနဲ့အမျိုးစုံကြိုးကုန်ပြီးတော့ပဲပေးနေရပါတော့။ပြီးတော့နောက်ဆုံးပိတ်အနေနဲ့ဒီလိုမျိုး group ပုံလေးပါရိုက်ပေးသေးတယ်သူတို့ရိုက်ပေးရဲ့ raw ပုံတွေဆိုလို့ရှိရင်လေပုံ300ကျော်လောက်တောင်ရှိမယ်အဲ့ဒီကမှသူတို့10ပုံကို retouch ပြန်ပြီးတော့လုပ်ပေးတယ်ဒါကတော့ retouch လုပ်ထားတဲ့ပုံလေးကြီးပါအခုဆိုင်တို့ယူရဲ့2ယောက်စာ package လေးကကြတော့ဝတ်စုံ9ရာရဲ့ makeup ရဲ့ပြီးတော့ photographer အပါ PC ကို18သိန်းလောက်ပေးရတယ်ပေါ့နော်မြန်မာငွေနဲ့ဆိုလို့ရှိရင်တော့တစ်ရက်ကို3,300လောက်ပဲကြာတော်တော်လေးတော့တန်တယ်တမန်လုံးလည်းရိုက်လို့ပြီးပြီဆိုတော့ဆိုင်တို့နေလေစာကိုဒီဝတ်စုံငားတဲ့ဆိုင်ပြီးနားမှာရှိတဲ့ဖာဆိုင်လေးမှာပဲဝင်ပြီးစားခဲ့လိုက်တယ်ပေါ့နော်ဒီလိုရတဲ့လူအေးလေးနဲ့အမေသားခေါက်ဆက်ပြပူပူလေးစားရတာလေတော်တော်လေးစားလို့ကောင်းတယ်ပြီးတော့ဆိုင်တို့ကကက village ထဲမှာရှိတဲ့ rainbow slide လေးစီးဖို့အတွက်ဒီရဲကိုပဲပြန်ဝင်ခဲ့လိုက်တယ်ပေါ့နော်သူကကိုဝယ်ပြီးသားတက်ကက်လေးကိုပြလိုက်လို့ရှိရင်တော့ပြန်ပြီးတော့ဝင်လို့ရတယ်ဒီရွာလန်းတစ်ချောင်းမှာဆိုလို့ရှိရင်လည်းအစားတောက်လေးလက်မှုပစ္စည်းလေးလည်းအစုံပဲပြီးတော့ဒီ coffee ဆိုင်လေးမှာလည်းအိတ်စိတ်ထိုင်လို့လည်းရတယ်တော့ coffee တစ်ခွက်ပေါ်မှာတောင်း9,000လောက်ပဲရှိတယ်ဒီ sausage လေးဆိုလို့ရှိရင်လည်းတအားစားလို့ကောင်းတယ်တော့ရွာလန်းတောက်လျှောက်မှာတော့အတွေ့ရဆုံးပဲအဓိကတော့ဆိုင်ကဒီ rainbow slide လေးကိုစီးကျင်လို့ပြန်သွားကြတာတော့တရက်ကိုမှဒေါင်း4,000ပဲပေးရတယ်ပြီးတော့ဒေါင်း3သိန်းပေးပြီးတော့ဒီလိုမျိုး drone shot လေးလည်းယူလို့ရတယ်ကက်က finish ရလို့ရှိရင်တော့တိုင်အောင် makeup နဲ့ photographer ပါတဲ့ package လေးပါယူပြီးတော့ဒီ rainbow slide လေးပါတေချာလေးစီးခဲ့ကြနော်ဒါဆိုရင်တော့ဆိုင်ရဲ့နောက် vlog တွေမှာပြန်တွေ့ပါမယ်အားလုံးပဲတတာ